修说不罗那嘛不清楚嘛的，这个你为啥呀呢？讲个咯，必得呀讲不为啥呀呢？批判的，说的，修说的呢表露清嘛的，这卡摆地里呢，会参与处理咯，好表参与到西开嘛的，摆地嘛，就都。你睇咧，呢個巴羅家先行先先裝糊，我表差別，假比羅那乜嘢咧，行先先裝糊，就攞到我表差咧別，第一裝咧八得比羅，就攞到巴達先係解ဖြစ်တယ်巴達先係ခုဖြစ်တယ်ဗုဒ္ဓဘာသာဝင်များနဲ့ခရိယာဘာသာဝင်များရဲ့ယုံကြည်ချက်ဝေပြချင်းခြားနာချင်းအကြောင်းကိုကျွန်တော်တို့ဝေခလိုက်ပြီးဖြစ်ပါတယ်ဒီကနေ့ဒီချိန်မှာလည်းဒီကနေ့လည်းကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များရဲ့အပိတရားပေါက်ပွားလာတဲ့အကြောင်းနဲ့ကျွန်တော်တို့ခရိယာဘာသာဝင်များရဲ့ဒီအပိတရားကိုဘယ်နေရာကနေပေါက်ပွားလာတယ်ဆိုတဲ့အကြောင်းကိုဝေခလိုက်ရမှာဖြစ်ပါတယ်တမန်ကျမ်းစာကိုအားလုံးအတူတူဖတ်ကြစို့ယောမအခန်းကြီး9စနစ်ကိုအားလုံးအတူတူဖတ်ကြရအောင်ဤအစောအရာကိုကအပိတရားသည်တရုတ်တော်သူအဖြစ်ဤလောကတို့ဝေရွေအပိတရားအဖြစ်တည်ခြင်းတရားဝေဒီမြတ်ဤလူအပေါင်းတို့သည်အပိစီတော်ကြောင့်တည်ခြင်းတို့ရောက်ရကြ၏ဖတ်ခဲ့တော်သုခပတ်တော်ပေါ်လေဘုရားသခင်ကောင်းခြင်းမြတ်ပြပါစေအာမင်ဒီကနေ့ဟောရမယ်အကြောင်းကတော့အပိတရားဆိုတဲ့အကြောင်းကိုဝေခရမှာဖြစ်ပါတယ်ရှင်းစွာအနေနဲ့ပြောလို့ချင်တာကတော့ကျွန်တော်တို့မြန်မာပြည်မှာအဓိကအားဖြင့်ဘာသာစင်ခုဖြစ်တဲ့ဗုဒ္ဓဘာသာဝင်များနဲ့ကျွန်တော်တို့ခရစ်ယာန်ဘာသာဝင်များရဲ့ဒီအပိတရားအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ခံယူချက်ယုံကြည်ချက်ကိုဘယ်လိုကွဲပြားတယ်လဲဘယ်လိုခြားတယ်လဲဆိုတာအဓိကအားဖြင့်ပါနိုင်ခြင်းရည်ညွှန်းထားပြီးတော့ဥတည်ထိတ်ထားပြီးတော့ကျွန်တော်တာသနာနဲ့တင့်မာလို့ကြတော့ယုံကြည်တော်သူလူတဲ့များထို့ပြင်တာသနာပြုတော်သူဆရာမများလည်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဟောပြောဝင်ခါကပ်ပြီးဟာမိမိတို့နေမှာဒီကြတော်ယုံကြည်သူလူငယ်များယုံကြည်သူမစ္စည်းများယုံကြည်သူဒီပုံမှာဓမ္မများကိုထပ်ဆင့်ပြီးတော့တူပွားတော်အနေနဲ့ဒီတရားတော်ကိုဟောပြောတတ်ဖို့ရအတွက်လေတာသနာပြုတော်သူဆရာမများအနေအားလုံးအတူတကွကျွန်တော်ခရစ်တော်ရဲ့နာမတော်အဖြစ်ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ဒါကြောင့်ဒီကနေ့ဒီချိန်မှာအပိတရားကိုဘယ်ကနေပေါက်ပွားလာတယ်အပိတရားကိုဘယ်ကနေစတင်လာလဲဆိုတဲ့အကြောင်းကိုကျွန်တော်ဝေဖန်ရမှာဖြစ်ပါတယ်ပထမဦးစွာဗုဒ္ဓဘာသာဝင်မြတ်ရဲ့ယုံကြည်ချက်အနေနဲ့ဒီအပိတရားကိုပေါက်ပွားလာတဲ့အကြောင်းစတင်လာတဲ့အကြောင်းကိုသူ့ကျမ်းဂန်ထဲမှာကောင်းမွန်စွာရှိပါဘူးတခါတည်းလူသားအပေါ်မှာအခြေခံပြီးတော့လူသားမှာကံတုပါရှိတယ်ကာယကဝိစီကမနောကအားဖြင့်ဒီအပိသုံးပါးကိုလွတ်ကျွတ်လို့မရတဲ့အတွက်ကြောင့်ဒီအပိကနေလွတ်ကျွတ်မှုရအတွက်ဗုဒ္ဓရဲ့ယုံကြည်ချက်မှာဒီအပိတရားကနေလွတ်ကျွတ်မှုရအတွက်မိမိကိုယ်ကိုကျူးစားပြီးတော့ကမ္မထာထိုင်ပြီးတော့တရားစီရင်ပြီးတော့အားထုတ်လို့ရှိရင်လွတ်ကျွတ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့ဥပ္ပေတော်ဘာသာဖြစ်တဲ့အကြောင်းကိုချစ်တော်ဓမ္မပစ္စည်းကိုပေါင်းလို့ကောင်းမှုဆိုတာလည်းဘောပေါက်ကိုရေးကြည့်ပါတယ်ဒီနေရာလေးမှာကျွန်တော်ခရိယာဘာသာဝင်များရဲ့ယုံကြည်ချက်ကိုညှက်ခက်ပြီးတော့ကျွန်တော်တို့ဝင်ခါရမှာဖြစ်တယ်ကြားထက်မှာခါလာပြက်ပြီးတော့ဟိုဖြစ်ပြီးဖြစ်နေနှိုင်းရှင်ပြီးတော့ကျွန်တော်ဝင်ခါရမယ်ဖြစ်တဲ့အကြောင်းကိုလည်းပြောလို့ရှိပါတယ်ဒါကြောင့်ချစ်တော်ဓမ္မပစ္စည်းကိုပေါင်းလို့တောတာနာစင်သူများအားလုံးအနေနဲ့တေးတေးကွယ်ကျွန်တော်တို့ကနားလေတဲ့ပေါ့ကိုဘာသာမှအရေးကြီးပါတယ်ဒီစင်ဒီခက်ဒီကကာလမှာကျွန်တော်တို့နေတီမှာကျွန်တော်တို့မြန်မာပြည်မှာဆိုတော့တိုင်းခုနတိုင်းရှိတယ်ပြည်နယ်ခုနပြည်နယ်ရှိတယ်အဲ့ဒီထဲမှာလည်းယုံကြည်တော်သူလူမျိုးများဆိုရှိတဲ့အကြောင်းကိုကျွန်တော်တို့တွေ့
တွေ့ရတယ်ထို့ပြီးဗုဒ္ဓဘာသာဝင်နိုင်ငံတစ်ခုဖြစ်တယ်လို့ပြောရင်လည်းမှားလိုက်တယ်လို့မထင်ပါဘူးဒါဆိုချစ်တော်တပါးလို့ဆိုရင်ဟောတော့ဒီအပိတရားအကြောင်းလေးကိုနားလေသဘောပေါက်လို့ရှိရင်ကောင်းမှုဆိုတာနားလေသဘောပေါက်လို့ရှိရင်ဒီအပိတရားကနေလွတ်ကျွတ်နိုင်တဲ့အကြောင်းကျွန်တော်တို့ခရစ်ယာန်ဘာသာအနေနဲ့ပြောရမယ်ဆိုရင်ဒီအပိတရားကိုကျွန်တော်တို့အခုနာကျက်စာကဖတ်တဲ့တိုင်းယောဘအခန်းကြီး9ငယ်7တဲ့မှာလူတယောက်တော့သူအဖြစ်ဒီကဘာလောကတော့အပြည့်ဝင်လာတဲ့အကြောင်းကိုကျွန်တော်တို့နားလည်သိရှိရပါတယ်ဒါကြောင့်ဒီတယောက်တော့သူရဲ့အပြစ်ဆိုတာဆိုလို့ချင်းကပထမအဆိုဘုရားသခင်ဖန်ဆင်းထားတော့သူ့အကောင့်ထဲမှာဇေဝအသက်ကိုမှုထားပြီးတော့အသက်ရှင်လာတော့တတ်တော်ဖြစ်တော့လူရကြအားဒါပြီးတော့ဒုတိယအနေနဲ့လူနေမှာဧဝကနေဒီအပိတရားကိုရှင်းတက်လာတယ်ဆိုတာယောဘဩဝါဒစာဆောင်ထဲမှာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ယောဘအခန်းကြီး9ငယ်7ထဲမှာကျွန်တော်တို့ရှင်သဘာတော်ပေါ်လူကရေးထားတာကိုကျွန်တော်တို့တမန်ကျမ်းစာထဲကိုတွေ့ရပါတယ်ဒါကြောင့်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဘာသာဝင်များရဲ့ယဉ်ကျေးချက်အတိုင်းဆိုရင်အပိတရားကိုသူ့ကျမ်းစာထဲကိုများစွာကျွန်တော်တို့မတွေ့ရပါဘူးပြောရမယ်ဆိုရင်ကျွန်တော်တို့ကအမြင့်ငယ်တာရှိတဲ့အတွက်ကြောင့်လူသားမှာကံသုံးပါးရှိတယ်အဲ့ဒီကံသုံးပါးကနံပါတ်1ကာယကနံပါတ်2ဝိစီကနံပါတ်3မောကဤကံများတွေမျက်စိနဲ့မြင်လို့ရတော့ကံရှိတယ်လို့မျက်စိနဲ့မြင်လို့မရတော့ကံရှိတယ်ဆိုတာချစ်တော်ဓမ္မနဲ့ဆိုရင်ကိုပေါ်တော့ကောင်းမှုဆိုတာနားလေတဲ့ဘောအရေးကြီးပါတယ်ဥပမာပြောရမယ်ဆိုရင်လွယ်လွယ်ကိုနဲ့ကျွန်တော်တို့နားလေတဲ့ဘောပေါက်ဖို့လွယ်အောင်အတတ်နိုင်ဆုံးကျွန်တော်ဟောပြောဖို့တားလိုက်ပါမယ်ဥပမာကာယကံဆိုတာကိုခန္ဓာရှိရဲ့အလုပ်ကိုခန္ဓာကြီးရဲ့အလုပ်ဆိုတာမိနိုင်တော့အရာဖြစ်တယ်ဥပမာအဖြစ်တရုတ်တော်သူကလူတယောက်ဒီဓာတ်နဲ့တွားခုတ်တဲ့အခါမှာဒါကာယကရဲ့အဖြစ်ကိုခေါ်တယ်ဒါမရှိနိုင်လို့ရရဲ့အဖြစ်ဒါပြီးတော့ဒုတိယအနေနဲ့ဝိစီကရဲ့ဖြစ်ဆိုတာဥပမာလူတယောက်ကသူ့တကယ်ရှိမကောင်းတဲ့အကြောင်းကိုနောက်ွယ်ကနေပြောတဲ့အခါမှာနားနဲ့ကြားရပြီးတော့ဒါလေထွက်လာတော့ဝိစီကဖြစ်ပါတယ်မစ္စည်းနဲ့မြင်လို့မရနိုင်နဲ့လေကျွန်တော်တို့ခါစားတော်နေတော့ခါစားရတော့သူအနေဖြင့်သူ့စိတ်နှလုံးမှာအမတမ်းမှနာစီပြီးတော့သူ့ရဲ့ဒေါ်ချွတ်ချင်းပြန်လဲတုတ်ပြန်လို့ချင်းပေါ်ပေါက်လာတဲ့အခါမှာဒါလည်းမြင်နိုင်တော့အရာမှာပြောင်းလဲရှင်းပြီးတော့မမြင်နိုင်တဲ့အရာကနေပြောင်းလဲပြီးတော့ပြန်လဲစီပတ်ပြီးတော့ရာပွေးကြီးဖြစ်လို့တဲ့စိတ်ကြီးအဲ့ဒီဝိစီကကနေပေါ်ပေါက်လာရတော့အကြောင်းအရာဖြစ်တယ်ဒါကကျွန်တော်တို့နားနဲ့သဘောပေါက်ဖို့ရဒီဝိစီကလည်းမမြင်နိုင်တော့အရာကျွန်တော်တို့ဆုံးအဖြစ်အခုကျွန်တော်ဒီတနာဝိကနေလည်းကြားတော့ကြားရတယ်ဒီကြားရတော့အရာဒီအကောင်အထည်ဖြစ်လာဖို့ရအတွက်မြင်နိုင်ဖို့ရအတွက်တော့မကောတဲ့စကားကိုပြောပြလို့ရှိရင်ပြန်လဲတုတ်ပြန်တဲ့အခါမှာတုတ်သားနဲ့လည်းတုတ်ပြန်လို့ရတယ်ဘာကြောင့်လဲအဲ့ဒီဝိစီကရဲ့ကံကိုမင်းတို့ရအောင်တက်တည်ထိုးတဲ့အနေနဲ့တရုတ်တော်သူကမခံချင်တဲ့ဝိစီကကြောင့်ခုအဖြစ်ပြောတော့စကားကိုအခါပြလာတဲ့ခါမှာသူ့ရဲ့ကာယကံကိုတုံ့ပြန်ပြီးတော့ရိုက်တဲ့ခါမှာအမထာမှသူ့ဆက်လာတဲ့အကြောင်းကိုပြတာရှင်းဖြစ်ပါတယ်ဒါမင်းတို့ရဲ့အရာမင်းနိုင်တော့အရာမှာထားကြပါစို့တော့နောက်ဆုံးအနေနဲ့နံပါတ်3အနေနဲ့မနောကံအဲ့ဒီမနောကံရဲ့ပစ္စုဟာလူသားပဲသူပဲကိုအမှန်လို့မရဘူးကျွန်တော်တို့ပထမအပိုင်းတိကဟောပြောထားပြီးပြီဘယ်သူပဲဝါကဘာသူဘာသာကျွန်တော်တို့ဒီကဘာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့လူဦးရေအပြင်တန်းပေါင်း900ကျော်လို့မြင်ဆိုင်ခဲ့ကြတယ်တန်းပေါင်း900ကျော်ထဲမှာတယောက်နဲ့တယောက်ဘယ်သူပဲဝါမမိမိရဲ့အချစ်ဆုံးတကယ်ချင်းအရင်မဆုံးတကယ်ချင်းလူတော်မှာသူ့ရဲ့စိတ်တဘောထားကိုကျွန်တော်တို့အလို့ဆိုမကြည့်ပါဘူး။ဘာကြောင့်လဲချစ်တော်တော်ရဲ့စိတ်ကိုပေါ်မရှိနေလို့မရဘူးမရတော့ရဖြစ်တယ်။ဟာလေလုယာအားလုံးဒီအရာကိုမြင်နိုင်ဖို့ရတဲ့ဖယားသခင်ကကျွန်တော်တို့ပေါ်မှာဂရိပိထားတော်အရာရှိပါတယ်ဂရိပိထားတော်တုတ်ကပတ်တော်ရှိတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခွန်အားရယူပြီးတော့ဒီအကြောင်းကိုနားလည်
တော်တို့ရဲ့နှလုံးသားမနောကံပါလေတတ်စစ်တော်ရဲ့မူတော်အဖြစ်တူတည်ခြင်းအဖြစ်ခံယူခြင်းအဖြစ်အဲ့ဒီမနောကံရဲ့သဘောတရားကိုနားလည်နိုင်စွာရှိတယ်ဒီတော်သူအားလို့ဟောမှာရှိကြပါတယ်ဟာလေလုယာအာမင်အဲ့ဒီအကြောင်းကိုနားလည်သဘောပေါက်လို့ရှိရင်အပိတရားအကြောင်းကိုအောမစွာနားလည်လို့ရှိရင်ကျွန်တော်တို့ကမိမိဟာအပိတာရဖြစ်တယ်ဆိုပြီးတော့အားလုံးချစ်တော်တဲ့ဆွေမျိုးကိုပေါ်လက်ခံကြရနိုင်မယ်လို့ကျွန်တော်ဟောပြောတော်သူတွေနဲ့ယဉ်ကျေးပါတယ်ကျွန်တော်တို့ဓမ္မကျမ်းစာထဲမှာရှိတဲ့စာရဏပတ်တိငါစတဲ့အနေငါမှာကျွန်တော်တို့မိမိအမျိုးမိမိရဲ့အမျိုးဝန်ထဲကပြီးပါရိတ္တိဆွေးယူစီကအပိပါရှိလာတဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရတယ်ဒီအရာကိုနိလို့မရပါဘူးဒါကဘာကဘာသာအားလို့ရှိတဲ့အရာတွေဖြစ်ပါတယ်ကျွန်တော်တို့အမြင့်ဝတ်ထက်ကပြီးဆွဲလာတဲ့အဲ့ဒီဗီဇာအကိုပယ်ဖြစ်လို့မရဘူးတွန်းလှန်လို့မရဘူးဖောက်ဖြစ်လို့မရဘူးဒါတက်တီထွေးနေပါတယ်လူတိုင်းမှာရှိတဲ့အတွက်ကြောင့်ချစ်တော်တပတ်မစ်ရှင်ကိုပေါင်းလို့မိမိကိုစားစစ်ကြည့်ပါစားစစ်ကြည့်လို့ရှိရင်အာလူတိကျပါပါဒါဆိုဒီကံကိုဒီဗုဒ္ဓဘာသာဝင်များကဒီကံတော့ပါကိုလွတ်ကြောအောင်ကမ္မထာထိုင်ပြီးတော့တရားကျင့်ကြံပြီးတော့ဒီမနောကံနဲ့ကျွန်တော်တို့တတ်ဆင်အောင်ကျွန်တော်တို့လွတ်ကျွတ်သွားအောင်ကျွန်တော်တို့ကကျူးစားနိုင်တယ်တရားအထုတ်ပြီးတော့ဆိုပြီးတော့ဒီနေရာလေးမှာအပိတရားရဲ့အဖို့အခါကဘာလဲဆိုတော့အပိတရားရဲ့အဖို့အခါကဗုဒ္ဓကျမ်းဂန်တဲ့ဘုံပေါ်က30တောင်ရှိတယ်အဲ့ဒီ30တောင်ထဲမှာငရဲဘုံရှိတယ်လူဘုံရှိတယ်နတ်ဘုံရှိတယ်ကာမဘုံရှိတယ်အဲ့ဒီ30တောင်မှာဒီအပိတရားကိုဒုစရိုက်ပြုလို့မိလို့ရှိရင်ဒီ30တောင်ထဲမှာကျင်လည်ပြီးတော့ဘဝကိုဒီကုန်းဆိုရမယ်ဒီ30တောင်မှာတားတဲ့နေရာမရှိဘူးငရဲဘုံလည်းပဲတထားလူဘုံလည်းပဲတထားနတ်ပြည်လည်းဘုံလည်းပဲတထားဆိုပြီးတော့အမျိုးမျိုးတို့ဗုဒ္ဓဘာသာဝင်ရဲ့အကျဉ်းကထဲမှာတွေ့ရှိရတယ်ကာမဘုံတွေလည်းစစ်ထားလို့ရှိတဲ့အကြောင်းကိုကျွန်တော်တို့ဗုဒ္ဓရဲ့အကျဉ်းကထဲမှာတွေ့ရှိရတယ်တိုးတော်လည်းပဲဒီကဘုံဒီကကျွန်တော်တို့ချစ်တော်ဓမ္မမဆိုရင်ပေါ်လို့ကျွန်တော်တို့အားလုံးဆွေးနွေးဖို့ရဖိတ်ခေါ်လိုက်ပါတယ်စဉ်းစားတတ်မှုရအတွက်ဒီဘုံများကိုတကယ်များရှိသလားမရှိဘူးလားဆိုတာမိမိတို့ရဲ့နှလုံးသားထဲမှာကျွန်တော်တို့ဆွဲလန်းပြီးတော့ဒီအရာများကိုယုံကြည်တဲ့အရာဖြစ်သလားမယုံကြည်တဲ့အရာဖြစ်သလားဆိုတာမိမိရဲ့အပေါ်မှာပဲမူတည်တယ်ဘယ်သူမှပြောလို့မရပါဘူးယုံကြည်ပါမယုံကြည်နဲ့ဆိုတာလူသားတွေတယောက်နဲ့တယောက်ပြောလို့မရပါဘူးဒါကြောင့်ဒီပိတရားနဲ့နားလည်ဖို့ရအတွက်ဥပမာလေးနဲ့ကျွန်တော်တိုက်စီပြီးတော့ပြောပါမယ်အလွယ်တကူနားလည်သဘောပေါက်အောင်တာသနာနဲ့တက်မှန်နေချက်တော့ဓမ္မမစ္စည်းကိုပေါင်းလို့ကောင်းမှုဆိုတာကျွန်တော်ဟောပြောထားတဲ့တရားကိုတောတာနားဆင်ပြီးတော့ရှင်းစားကြဖို့ရအထူးသဖြင့်ကျွန်တော်ခရစ်တော်ရဲ့နာမအပြင်ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ကမ္ဘာပေါ်မှာနိုင်ငံပေါင်းကနိုင်ငံလေးပါလို့ရှိတယ်အဲ့ဒီနိုင်ငံပေါင်းနိုင်ငံလေးပါလို့ထဲမှာမိမိတို့နေထိုင်ကြတဲ့တိုင်းပြည်မှာတရားဥပဒေရှိတယ်တရားဥပဒေရှိတယ်အခုကျွန်တော်တို့ပထမအဆုံးမြန်မာပြည်နဲ့ထိုင်ရှင်စီရအောင်မြန်မာပြည်မှာလည်းဥပဒေပေါင်းက400ကျော်ရှိတယ်အဲ့ဒီဥပဒေပေါင်း400ကျော်ကဘာကိုတားမြစ်တယ်ဆိုတာအပိတရားကိုစိုက်တယ်နိုင်ငံတော်ဆွေးရတယ်အုပ်စုတော်ဆွေးရတယ်ဒီအပိတရားကိုမကြိုက်လို့ဒီဥပဒေကိုရှင်းပြီးတော့ဥပဒေကိုရေးဆွဲပြီးတော့ချမှတ်ထားခြင်းဖြစ်ပါတယ်ဒီဥပဒေကိုကျော်လို့တွားလို့ရှိရင်ဒီဥပဒေပေါ်ကနေကျွန်တော်တို့ကျော်လို့တွားလို့ရှိရင်ပြစ်မှားလို့ရှိရင်ကျွန်တော်တို့ကဒီတရားဥပဒေကရှင်းပြီးတော့ကျွန်တော်တို့ထောင်ကျရမှာဖြစ်ပါတယ်ဒါနိုင်ငံတော်ကစစ်ထားတော့ဥပဒေဖြစ်တယ်ဒါနားလေတော့ပေါ့ကွာဒါဆိုဒီအပိတရားကိုကျွန်တော်တို့လူသားများကလည်းတော့မနဲ့တက်ပါဘူးမဆိုင်ပါဘူးထုံနည်းတူဆိုတာကျွန်တော်တို့ဒီကမ္ဘာလောကထဲမှာဘာသာပေါင်းမြောက်များဆိုရှိပါတယ်
ဘာသာပေါင်းများများဆိုရှိတဲ့နေရာတွေကျွန်တော်တို့လည်းကိုယ်ွယ်တဲ့ဖရာတဲ့မြောက်များဆိုရှိပါတယ်မိမိတို့ဘာသာလိုက်ကိုယ်ွယ်တော့ဖရာရှိကြတယ်အဲ့ဒီဖရာတွေကလည်းမေတ္တာတရားကိုအခြေခံပြီးတော့အပိတရားကိုတူပါလူလာတဲ့ချင်းမရှိပါဘူးဘယ်တော့ကိုဖရာဒီအပိတရားကိုမထက်တဲ့ပါဘူးမလိုချင်ကြပါဘူးဒါကြောင့်ကိုတူလှုပ်ချင်ဖို့ရအတွက်ဒါပြီးတော့ဒါနလုပ်ဖို့ရအတွက်ဖရာတခင်ကဘယ်ဖရာမဆိုဟောပြောထားတာကိုသူရဲ့အကျဉ်းကထဲတွင်တွေ့ရှိရပါတယ်ဒါကြောင့်အလွယ်တကူနားလည်သဘောပေါက်ဖို့ရမြန်မာနိုင်ငံနဲ့တိုက်ရှိထားတဲ့အတွက်ကြောင့်ဥပမာမြန်မာနိုင်ငံမှာလည်းအခုနိုင်ငံတော်ကချမှတ်ထားတဲ့ဥပဒေတော်400ကျော်လို့ရှိတယ်အဲ့ဒီဥပဒေ400ကိုတစ်ခုခုကျွန်တော်တို့ကလွှတ်ဆွဲလုပ်ပြီးတော့ဥပဒေပေါ်ကိုကျော်လွန်သွားလို့ရှိရင်နိုင်ငံတော်ကသူ့တရားဥပဒေတိုင်းတရားဥပဒေကကျွန်တော်တို့ကိုဖားချုပ်ပြီးတော့ကျွန်တော်တို့ထောင်ထဲမှာပို့လိုက်ရတယ်ချစ်တော်တပါးမရှိဘူးဘောတော့ဟာလေလုယာနားလေဆက်နေတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝေငှလိုက်တဲ့ခါကလွယ်လွယ်ကူကူနဲ့နားလေသဘောပေါက်တော့ဒါကြောင့်ဒီကျွန်တော်တို့နေထိုင်တဲ့မြန်မာပြည်မှာလေနိုင်ငံတော်အစိုးရကဥပဒေကိုလုပ်ထားပြီးတော့ဒီဥပဒေပေါ်ကိုကျော်လွန်သွားတဲ့သူကိုဘယ်သူမှမမြင်ဘူးချမ်းသာတော်သူဖြစ်စီစီရဲတော်သူဖြစ်စီတောင်းစားဖြစ်စီဒါပြီးတော့အယုတ်ဆိုးတော်သူဖြစ်စီအယုတ်ဆိုးတော်သူဖြစ်စီဘယ်သူမှအဲ့ဒီဥပဒေကိုကျော်လွန်သွားလို့ရှိရင်ဥပဒေပေါ်ကိုလွန်သွားလို့ရှိရင်ဘယ်သူမှမမြင်ပါဘူးဒါဆိုတနေ့အပြင်တင်စားပြီးတော့ပြောရမယ်ဆိုရင်နိုင်ငံတော်ကချမှတ်ထားတဲ့တရားဥပဒေကြီးဒီအပြည့်ရဲ့ဖရားလို့ဒီစားလို့ခေါ်လို့ရတယ်ချစ်တော်တဲ့ပါမယ်ဆိုရင်ဘောလို့မှားတလားခဏလားမိမိကိုရှင်းစားပါဒါဖရားဖြစ်တယ်လို့ဆိုရှင်းဖို့ပါဘူးနားလေသဘောပေါက်ဖို့ရအပိတရားရဲ့မကောင်းတဲ့အကြောင်းအပိတရားရဲ့ဆူဝါထားတဲ့အကြောင်းဒါကြောင့်ကျွန်တော်တို့လူသားများဟာဗုဒ္ဓရဲ့စံကအရာ10ပါးဒီလတော်မလိုက်နိုင်တဲ့လူ9ပါးဒီလတော်မကျင့်ကြံတဲ့လူဟာနိဗ္ဗာန်ကိုရောက်ရဆိုတာမထားမှဝေးလာပါတယ်ဒါဆိုစစ်တော်တော်မရှိဘူးပေါ့လို့ဒီအပိတရားကိုဗုဒ္ဓစံကထဲကိုကျွန်တော်တို့မြတ်မြတ်ဆဆဝင်ခဖို့ရအတွက်မရှိပါဘူးဒါကြောင့်ကတော့မှလည်းဒီအပိတရားကိုပဲသူတို့ဟာဘုရားဘာလို့များကိုယ်ကိုကြည်ပြောတော့သူအနေနဲ့တော့ဒီကံတော့ပါအပိကံနဲ့လွတ်ကျွတ်ရအတွက်ပဲကမ္မထာထံပြီးတော့တရားစစ်စံပြီးတော့သူတို့ရဲ့ပါနိုင်ဖြစ်တဲ့အကြောင်းကိုဘုရားစကားတွေ့ရှိရပါတယ်တိုးတော်လည်းပဲဆိုတော့ဓမ္မစက်စာထဲမှာတော့အဲ့လိုမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အပိကိုယူဆောင်ဖို့ရကျွန်တော်တို့ရဲ့အပိမှာတရားနဲ့လူဖြစ်ပါတယ်တနည်းအားဖြင့်အရက်စကားနဲ့ပြောရမယ်ဆိုတော့အပိတုစရိတ်ကိုကျော်လွန်သွားလို့ရှိရင်ကျွန်တော်တို့ကဖယားတကယ်စီချင်းကိုခါရမှာဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးတော်နေ့တွင်ကျွန်တော်တို့ကဖယားတကယ်စီတော်နေ့တွင်ကျွန်တော်တို့ကနာဝိနည်းဒီကျွန်တော်တို့နောက်တစ်လုံးမှာကျွန်တော်တို့ဒီရမယ်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအရာကိုကျွန်တော်တို့ထာဝရအာရှိစီဖယားတကယ်ကဘလို့မရှိလို့သူ့ရဲ့တားတော်ကိုဒီကဘာလောကကိုရှင်းတက်လာပြီးတော့အဲ့ဒီအဖြစ်ကိုကျွန်တော်တို့ကကဲဖြစ်မှုရအတွက်ကဲတင်မှုရအတွက်ဒီကဘာလောကထဲမှာလူစားတိကိုခံယူပြီးတော့မြှဖွာလာပြီးတော့လက်ဝါးကပ်တယ်ကကျွန်တော်တို့ကဘာသူကဘာသာအားလုံးရဲ့အဖြစ်ကိုအားလုံးပခုံးမှာထားပြီးတော့လက်ဝါးကပ်တယ်မှာတက်ကိုစတီးပြီးတော့အတ္တတိချင်းခါရတာဒါအလကားမဟုတ်ဘူးတမင်တက်မဟုတ်ဘူးအတိတ်ပဲရှိပါလေချစ်တော်ဘာလို့ဆိုရင်ကိုပေါင်းလို့တနည်းအားဖြင့်တချို့တော်သူနားမလည်တော်သူဒီတရားကိုနားမလည်တော်သူဒီနဲ့တော့နည်းနည်းရေစင်မရေနဲ့ပေးရစင်မပေးရလေးနဲ့ထင်ကြတယ်တော်တော်လေးပဲသူကောင်းမှုဆိုပြီးသဘောတရားကိုနားမလည်လို့တာဖြစ်တယ်ဆိုတာချစ်တော်ဘာလို့ဆိုရင်ကိုပေါင်းလို့မိမိတို့နေရာဒေသကရအထူးမှာခင်ဗျားကကျွန်တော်ကမြင်တတ်လို့ရှိရင်ဒီကမ္ဘာလောကထဲမှာကျွန်တော်မြှဖွာလာတာဟိုအင်တာမှာဆွေးနွေးတဲ့ဝင်လို့ရတော့ဘုရားကိုရရှိလာတဲ့ပြည်သောဝမ်းမြောက်ဝမ်းသာစရာဖြစ်တယ်ကျွန်တော်တို့ဘုရားကိုဖန်ဆင်းတော်ထာဝရဘုရားကိုကျွန်တော်တို့ချီးမွမ်းရမယ်ဆိုတဲ့သဘောတရားကိုကျွန်တော်တို့နှလုံးသားထဲမှာအတက်တော်အတက်တာနဲ့
ဝင်လာပြီးတော့အဲ့ဒီတရားတစ်ကိုနှလုံးသားထဲမှာဆွဲလာပြီးတော့ဝင်လာပါလိမ့်မယ်လို့ဟောပြောတော်သူအနေနဲ့ကျွန်တော်လည်းယုံကြည်ပါတယ်ဒီအရာကိုလည်းယုံကြည်ပါတယ်ဒါဆိုကျွန်တော်တို့သာသနာပြုတော်သူအနေနဲ့သာသနာရဲ့တက်ကိုကျေပြတ်ဖို့ရအတွက်ကျွန်တော်တို့မြန်မာပြည်ကြီးနဲ့ယုံကြည်တော်သူအားလို့ဖြစ်လို့ရှိရင်ဘယ်လောက်တာရမလဲဘယ်လောက်နေစားမလဲဘယ်လောက်ပြောဆိုလဲလောကကြီးထဲမှာပြောဆိုတော်နေရပြီးအမှုမျက်စုံတော်နေရဖြစ်တယ်ဆိုတာဒါသဘောပေါက်နားလည်ဖို့မမြင်အပ်ဖို့လိုပါတယ်ဒါဆိုဒီကနေ့ဒီချိန်မှာဒီအပိတရားအကြောင်းနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓကျမ်းကန်တဲ့တွင်မြတ်များစွာပြောဖို့ရမရှိတဲ့အတွက်ကြောင့်လောကထဲမှာအရာရာအားလုံးနှစ်ခုတူတက်ပြီးတော့ရှိတယ်ဒါကိုလည်းနားလည်သဘောပေါက်ဖို့ရည်ကြီးပါတယ်ကောင်းတဲ့အရာရှိရင်မကောင်းတဲ့အရာလည်းရှိတယ်ဥပမာအလေးရောင်ရှိရင်အပေါင်းရှိတယ်ဒါပြီးတော့အဖြူရှိရင်အမဲရှိတယ်လောကထဲမှာနှစ်ခုတူတွေ့နေရတဲ့အတွက်ကြောင့်ဒါဆိုကဲတင်နိုင်တော့သူရှိရင်မကဲတင်နိုင်တော့သူလည်းရှိရတယ်ဒါဆိုကဲတင်နိုင်တော့သူဒီကနေ့ကျွန်တော်တို့ရဲ့အားလုံးမရပါဆွဲပါလာတဲ့အဖြစ်ကိုကျွန်တော်တို့တနည်းချက်တရားစီရမယ်ဆိုတော့ကျွန်တော်တို့တမဆက်ဆက်ထဲမှာရှိပါတယ်။ဖေဘေအခန်းကြီးကိုအနေနဲ့တစ်ဆက်ပေါ်ထဲမှာလူဒီတစ်ခါတည်းရမည်တုတ်တော်လေးပဲခရတခင်ကသူ့ရဲ့ရှိမှမှာကျွန်တော်တို့ရဲ့အဖြစ်ကိုတရားစီရမယ်ကြောင့်ဖေဘေအခန်းကြီးကိုအနေနဲ့တစ်ဆက်ပေါ်ထဲမှာကျွန်တော်တို့တွေ့ရတယ်။ဒါပြီးတော့နောက်ကျမ်းပိုက်ထဲမှာလည်းရှိပါတယ်။ဗျာဒိတ်အခန်းကြီး30အငယ်7မှာလည်းခရတခင်ရဲ့မျက်မှောက်ပလင်တော်ထဲမှာကျွန်တော်တို့အသက်ရှင်နေတဲ့ကာလအသက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့ပြုတ်လို့ဖြစ်ကြတဲ့ဤတူအဲ့ဒီခါရောက်ဒီအခါမှာကျွန်တော်တို့အသက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့လည်းပြုတ်လို့ဆောင်ရွက်ခဲ့တော့အရာကိုထင်ရှားပြီးတော့ပေါ်လွင်ပြီးတော့ကျွန်တော်တို့တရားစီရင်ရမှာဖြစ်ပါတယ်ဒါဆိုအပြည့်ရဲ့ဖူအခါကမရဲဘူးတို့ပြောရမှာဖြစ်ပါတယ်ဒီနေရာလေးကိုကျွန်တော်တို့ခရိယာဘာသာဝင်များနဲ့ဗုဒ္ဓဘာသာဝင်များတို့ပြီးတော့နေမှာရှိပါတယ်ဗုဒ္ဓဘာသာဝင်ရဲ့တူပြီးထားသောတရားကိုမလိုက်နိုင်လို့မကြည့်ကြံလို့ရှိရင်ဒီဘုံ30တဘုံမှာကျင်းတယ်ပြီးတော့အမျိုးမျိုးဝင်စားရမယ်ဆိုတော့ဒီ30တဘုံကိုတားတဲ့နေရာတခုမှမရှိဘူးပျော်ရွှင်တဲ့နေရာဘုံမရှိဘူးအားလုံးခက်ခဲပြီးတော့ငါ့ဘောခံပါတဲ့စစ်စီရင်ရှင်ဒုက္ခရှိနေတဲ့ဘုံပေါင်း30တဘုံကိုဘုဒ္ဓရဲ့စံခံတဲ့တွေ့ရှိရပါတယ်တိုးတော်လည်းပဲဒီနေရာနဲ့မြတ်ပြီးတော့ကျွန်တော်တို့ခရိယာဘာသာဝင်များရဲ့ဘုံမှာတော့တဘုံတာပဲရှိတယ်ကောင်းကင်နိဗ္ဗာန်ကိုတနည်းအားဖြင့်ကောင်းကင်နိဗ္ဗာန်ကိုလို့ဘုရားသခင်ကဆင်းထားတော့ပြင်ဆင်ထားတော့ကောင်းကင်နိုင်ငံကိုရှိတယ်ဆိုတဲ့အကြောင်းကိုလည်းနားလည်တော့ပေါ့ပုံကြီးကြည့်ပါတယ်ထုံနည်းတူဆိုတာငရဲတဲ့တဘုံတာရှိပါတယ်ငရဲတဲ့ကျွန်တော်တို့ဘုရားသခင်ရဲ့အလိုတော်ကိုမလိုက်ပဲနဲ့ကျွန်တော်တို့ဒုစရိတ်ကိုပြုလုပ်နေရှင်ဒီပေါ်မှာပြီးထုံဝရှင်းတို့ကာမစာရဆရှိရှင်တို့ကိရိတာမဆရှိနဲ့သူမြတ်တကာကိုစောကားပြီးတော့ပြုလုပ်ပြီးလို့ရှိရင်အဲ့ဒီရဲ့အပြည့်ရဲ့အကျိုးဆက်ကဘာခါရမလဲကျွန်တော်တို့ကအဲ့ဒီတာကိုဘုရားသခင်ကတနေ့ကျရင်ရှင်းပြီးတော့ကျွန်တော်တို့လည်းငရဲပြည်ကိုရောက်ရမှာဖြစ်ပါတယ်ငရဲပြည်ဆိုတာစီးရဲသောနေရာဖြစ်တယ်ခက်ခဲကြမ်းတမ်းသောနေရာဖြစ်တယ်မိညာကြီးဖြစ်တဲ့ဆောင်းကိုလည်းကျွန်တော်တို့တမန်ကျမ်းစာထဲမှာတွေ့ရတယ်ဒါကြောင့်ရှိတော်တော်များရှင်ဒီပေါ်တို့ဒီကနေ့ဒီချိန်မှာဒီပြတရားအပိတရားအကြောင်းလေးကိုနားလည်တော့ပေါ်လို့ရှိရင်အပိတရားရှိလို့ရှိရင်အဲ့ဒီအပိတရားရဲ့အကျိုးဆက်ကနောက်ပဲမှာရှိတယ်ဆိုတော့ရောက်တဲ့နေရာကဘုံတုစက်တော်မှာကျင်ရမယ်ဘုရားဘာသာရဲ့ယုံကြည်ချက်နဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ခရိယာဘာသာရဲ့ယုံကြည်ချက်နဲ့လက်ရှိပြီးတော့ပြောရမယ်ဆိုရင်အဲ့ဒီအပိတရားရဲ့အကျိုးဆက်ကတဏိတောအခါကျွန်တော်တို့ဒီပုထုဇဉ်သားကျွန်တော်တို့လူသားများတဏိကျန်နေတက်ကရွယ်တည်ရမှာမရှိဖြစ်ရမှာဒါဘုရားသခင်ရဲ့ဓမ္မကျမ်းစာထဲမှာတူတည်ထားတဲ့ဓမ္မကျမ်းစာထဲမှာရှိတဲ့မိဖို့ကနေပါရှိတဲ့အတွက်အကြောင်းမိဖို့မှာပြန်ဖြစ်ရမယ်ဆိုပြီးတော့ကျွန်တော်တို့ဓမ္မကျမ်းစာထဲမှာကမ္ဘာဥစ္စာထဲမှာတွေ့ရတယ်
다 애가는데 가봐도 니로 뭐냐래 야래 피대 띠띠다래 야래 피대 애리 나 숨도 가라 니 고초대냐 저너의 앞이다야의 앞으로 가가로 저너로 차와라 내 뭐야니 소리자고 다마제 사태마 띠리가나 소소도 돼야래 또 어떻게 다장가 태니 띠자서 호표구야 신기하고야 이만 다마 캐캐하라 내 맞아오는 속취하래 그죠 본보가래 아타타크비로 루타미야요 매니아 봉리시래 나디야의 봉리시래 가마 봉리시래 안녕묘 다비로 뚜르게 봉리시래 뼈는 소소가로 애니마제 봉래 티도를 받으시는 부분으로 거무수와 신사비로 디아야야 저노르 크리아마다고 니네 피시 오다마다고 니네 피시 디아야리 미시네 니로 마야도 아야 피데 그죠 다고 저노르 민마 아마타게 피데 소비 스웨라 요즘에 뭐야 그래도 가야 딱히야 따신다고 너의 마사시 앞에 저노르 मनो가 अनुता ठेगानी मिनस्वा छिले मिनने पावत गुरो जुरो भया तखिए लेयाका यासिने सुरे तंगे नाने वो पपुना जनो तटुगा छिपिबारे हालेलुया आमेन नाउ सेपिरो हमबुगा बाहे ए अपितया गुरु बेजु बेवागा युसापिरो बेतु बुजुजिया ने सुहा तमासिया साथे मा युजु ताताने जुरो तुयारे तखीसु भया इ लोका को ज्वाला रे खा भया तखिए नेगा दो ति साउया दुए दि कबा लोका मा सिते ला रे खा मा तु हो प्यो खे तमिया दो दया रो को जनो रो का लाई बिरो चिज्जा बिरो तु लु बे नि थाया फिर बा ले तु लु बे चिज्जा बिरो तु लु बे नि थाय लो शि yin जनो रो का एका रे जनो रो तमि ज्या yin ဒီခေတ်ကိုလေကျွန်တော်တို့မတည်ဘူးတော့နာဝိညာဉ်ကြီးဒီကမ္ဘာလောကမှာဘာသာပေါင်းမြတ်မြတ်စွာကလေနာဝိညာဉ်ကြီးမတည်နိုင်ဘူးနောတာတရားတွေဒီဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းနာဝိညာဉ်ကြီးမတည်နိုင်ဘူးဆိုတာကျွန်တော်တို့ခရိယာဘာသာဝင်များလည်းယုံကြည်ခဲ့ကြပါတယ်လက်ခံပါတယ်ဒါကြောင့်ဗုဒ္ဓတွေကလည်းလက်ခံတဲ့အတွက်ကြောင့်ဗုဒ္ဓဘာသာကလည်းဒီကုချိုးတဲ့နေဟာဘဝတာတရားကိုမလဲဘူးရတဲ့ကျူစာအထုတ်ပြီးတော့ကမ္မထာထပ်ပြီးတော့တရားကြည့်ချက်နေနဲ့ကျွန်တော်တို့ဒီကာတပါကိုလွတ်ချပြီးတော့ဒီတရားနဲ့ကျွန်တော်ကျွန်မအားမကင်းနိုင်ဘူးဆိုတာချစ်တော်တရားလို့ဆိုတဲ့ဘောလို့ကောမှုဆောင်နားတဲ့ဘောပေါက်ကိုညာကျွန်တော်ဝင်ခတို့ချင်းဖြစ်ပါတယ်ဒါဆိုချစ်တော်တရားလို့ဆိုတဲ့ဘောလို့ဒီအပိကိုစားမရှိပဲနဲ့ကျွန်တော်တို့ရဲ့အပိကိုပကုတ်ပေါ်မှာထားပြီးတော့ကိုစားမရှိလို့ရှိရင်ကျွန်တော်တို့အပိကိုဖရာတခင်ရဲ့တနာတော်ခြင်းအပြင်ကျွန်တော်တို့အပိကနေလွတ်ချပြီးနိုင်တော့သူပုဂ္ဂိုလ်တယောက်ရှိတယ်အဲ့ဒီပုဂ္ဂိုလ်ကတခင်ယေရှုခရစ်ဖြစ်တဲ့အကြောင်းကိုတမန်ကျမ်းစာထဲမှာကျွန်တော်တို့တွေ့ရှိရပါတယ်ဒါကတရားစိတ်ရှိပါလေအချစ်တော်ဘာလို့ဆိုလို့ဘောလို့ဒါကိုမြတ်မောက်ပြုတ်တဲ့ကိုဆွေးနွေးပြီးတော့ယုံကြည်ပါလို့ခရစ်တော်ရဲ့နာမတော်အပြင်ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်တနည်းအားဖြင့်ဦးစားဆိုတဲ့အကြောင်းကိုနားလည်တဲ့ဘောပေါ့နေငယ်ကျွန်တော်ဘုရားပါတယ်ဥပမာတစ်ချိန်တစ်ခါတော့ကျွန်တော်တို့မြန်မာပြည်ရှိတဲ့အင်္ဂလိပ်နဲ့ဆက်ကျင်ထဲမှာကျရောက်ပါတယ်အင်္ဂလိပ်နဲ့ဆက်ကျင်ထဲမှာ1486ခုနှစ်မှာမြန်မာတပြည်လုံးဒီအင်္ဂလိပ်ကျုံမှာကျရောက်ခဲ့တယ်တုတ်တော်လေးပဲအဲ့ဒီကျုံကနေလွတ်မြောက်ခွင့်ရအတွက်အာဇာနည်ပုဂ္ဂိုလ်ကြီးများသူတို့ရဲ့ကျူးစာမှုသူတို့ရဲ့အသက်ဆက်တဲ့အတွက်ကြောင့်အာဇာနည်ပုဂ္ဂိုလ်ကြီးကိုဒီနေ့တိုင်းကျွန်တော်တို့မြန်မာပြည်ထဲမှာကျွန်တော်တို့အကြောင်းတွေဘဝလုံးကကျောင်းသားလုံးကကျွန်တော်တို့အလားကိုထူပြီးတော့အလေးပြုစုပြီးတော့အာဇာနည်ပုဂ္ဂိုလ်ကြီးကိုလည်းပြုရတယ်။ဘာကြောင့်လဲကျွန်တော်တို့မြန်မာပြည်ကြီးကိုကဘာဒီတဆွေကျွန်တော်တို့အင်္ဂလိပ်နဲ့ချက်ကြုံမှာကျေရောက်နေအစားကျေရောက်ဖြစ်အဲ့ဒီအင်္ဂလိပ်ကျုံကနေမြတ်ချက်ပွေးရအတွက်ကျူးစားတဲ့ပုဂ္ဂိုလ်ကြီး9ယောက်ရှိတယ်အဲ့ဒီပုဂ္ဂိုလ်ကြီးကိုအာဇာ
azani pun jiru jono di sapi do pola sibu luta alam di jama ba dah jo dia jo ne hai si biro lele bu ne na ne de bo ba ku sa su de jo ni bu pyo lo chi lo ba dah jo nyama pi si bu le ku jono lu lai yi bu ya si ni ta fa ku ya le se si ku ni ma azani pun ji ku ye tu ye ate sati le ate sa jono lo nyama pi si bu ingale ju ka le ta fa ku ya le se ku ni za na we la bi ni ni nyama pi si di ka ba ko ma chi nya pi ro nyama pi si di jo ma ho jo bu tu dai bi ga ni lo chu twa bi tu dai bi ko chu ya ni so bi ro lu la ka bi ni ke be thi le e ni lu la ka bu e ni jono lo nyama na be ka ba ti sui jono lo nyama pi ji bu be tu chu ma che ya ba ho ba bu ba lo ni so lu la ya bi bu ô số bảy mươi xí đấy mình cũng cho nó đâu cả, bây giờ là một cái xí đấy, cả, ô xí cả, ở trên này xí đấy, chúng bảo cái này để thôi cũng có cái gì, cũng xí đấy tôi cho nó đâu, thì tao mua này hay xí đồ xí,哪里都包来没了，就我比较多做的用几把的，但是现在的话没属于不多的，第二种压力有。第二笔对呀，张路六十不样对，这种路60笔能到读的听书，大把的系列对照，哎，你培养的书的系列对照，大户大这样系列呢，给听路呀嘞，给听来嘞。书的张路来看记录系列，哎，干喂，这种路一哭的是，这是那个啦，把路嘛，那这种路，你是。上到我呀，对什么我多的什么都是要多来看嘛嘞，什么都把生产的说的什么都把，来小批罗什么都把，阿啥到批些，安尼看批些，多来的你呀啊，不怎么样呢，还呀得去啊，那我你罗阿平时罗看那古天嘛，什么都不。ကျွန်တော်တို့ကိုဆောက်ပြီးတော့လမ်းထူကြရမှာဖြစ်ပါတယ်။ထိုနည်းတူစွာအဲ့ဒီတခင်စုဖရားရဲ့ဆရာကိုကျွန်တော်တို့လိုက်ပြီးတော့တို့ကိုကြည့်ကြလို့ရှိရင်ကျွန်တော်တို့ကချမ်းသာတဲ့တယောက်တည်းချမ်းသာစိတ်ကိုဒီနှလုံးသားမနောကိုင်းချမ်းသာစိတ်ကိုချစ်တော်တကားမရှိဘူးဘောလို့ဆွေငွေနဲ့ဝေလို့မရဘူးလဲလို့လည်းမရဘူးအဲ့ဒီအရာကိုကျွန်တော်တို့လက်ရှိခံစားရမှာဖြစ်ပါတယ်။အဲ့ဒီအကြောင်းလေးကိုတာတနာနဲ့တက်မှနေချက်တော်ယူစီတဲ့ယုံကြည်တော်သူတို့တဲ့များအားလုံးတဘောဘောနားလည်လို့ရှိရင်ပြောနေတယ်လေဟာလေလုယာပြောနေစရာပါကျွန်တော်ဖိတ်ခေါ်လိုက်ပါလေဘာလို့လဲဆိုရင်မိမိတို့မျက်စိကနေဆွဲလာခဲ့တော့အရာကြီးတကယ်အားကိုးထိုက်တာမအားကိုးထိုက်ဘူးလားဆိုတာမိမိပေါ်မှာမူတည်တဲ့အတွက်ကြောင့်ချစ်တော်တပါးမရှိဘူးဘောလို့တာတာနဲ့တက်မှလို့မြည်ချက်ပေါ်ယုံကြည်တော်သူအားလုံးတနည်းပြီးတနည်းယုံကြည်ပိုက်ဆိုင်ရာတွေရင့်ချက်ပြီးတော့မာရက်တီကိုရအတွက်လေခရစ်တော်ရဲ့နာမတော်အဖြစ်ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်။ဒါဆိုဒီနေ့အပိတရားအကြောင်းလေးကိုဟောပြောတဲ့အခါမှာလူသားတိုင်းအားလုံးယုံကြည်တော်သူရှိဖြစ်စေမယုံကြည်တော်သူဖြစ်စေအားလုံးဒီပိတရားကိုရှိကြတယ်။လူဖြူတဲ့ရှိတဲ့လူမဲတဲ့ရှိတဲ့အားလုံးဒါကြောင့်ဒီအပိတရားရဲ့လွတ်ချကိုရအတွက်တော့တတိယစုခရတာလွတ်ချပြီးနေတော့သူရှိတယ်ဆိုတာကျွန်တော်ပန်းနိုင်ဖြစ်ဒီမှာထားပြီးတော့နားလေတဘောပေါက်ကိုရကျွန်တော်ဝိကလည်းရှိဖြစ်ပါတယ်။ဒါဆိုစီယောဟန်ခန်းကြီး7ရက်နဲ့6ရက်မှာတတိယစုခရကငါဒီနာခင်ဖြစ်တဲ့တမတရားနဲ့ဖြစ်တဲ့အတက်နဲ့ဖြစ်တဲ့ငါမှတအားခမည်းတော်ထံတော့ဘယ်သူမှမရောက်ရဘူးတဲ့ဒါဆိုတခင်စုမှတပါတခင်စုကိုကြည့်လို့ရှိရင်တော့ခမည်းတော်ထံတော့မရောက်ရခမည်းတော်ဆိုတာဘယ်သူလဲဘုရားသခင်ဖြစ်ပါလေဒီကမ္ဘာလောကကြီးကိုခါရှိတော်မူသောဘုရားသခင်ဖြစ်တဲ့အတွက်ကြောင့်သူ့နေရာကိုရောက်ရှိလို့ရှိရင်အဲ့ဒီအနည်းဆုံးဘုံ30တဘုံထဲမှာအမြင့်ဆုံးဘုံအထွေအထိပ်ဆုံးဘုံဖြစ်တဲ့နိဗ္ဗာန်ဆိုတာတာချင်းနာချင်းကိုရှိမရှိတော့နိဗ္ဗာန်ကိုယုံကြည်တော်သူများဟာခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်ဘုရားဖြစ်တယ်ဆိုပြီးလက်ခံရင်ကြည့်လို့ရှိရင်ဧကံမျိုးကျွန်တော်တို့တဏှိကြရင်
bawa aku bilang tua ya nak pilih tu jauh nak bawa apa biasa suara di cinta sih musim itu kau kini ne bambu kau kini suiki kau kini thawara ni itu musaya pilih jauh alu toda nasi tu pom alu kaya tak kini kau sih ni kalau tinggal pun itu ya wasi amin haleluya amin